ဟူးရှိရှိတော့ကတိမ်တွေပေါ်မှာတည်ရှိတဲ့တက်တက်နိုင်ငံတော်ကြီးတစ်ခုရှိတဲ့အဲ့ဒီနိုင်ငံမှာပန်းပွင့်လေးတွေကစကားပြောတတ်ကြသလိုလိပ်ပြလေးတွေကလည်းတချင်းဆိုပြတတ်ကြတယ်အဲ့ဒီနိုင်ငံရဲ့အလဲတဲကနန်းတော်ကြီးမှာတော့ဘုရင်ကြီးပပနဲ့မိဖုရားကြီးနူနူးတို့နေထိုင်ကြတယ်သူတို့မှာအရန်ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်ရှိတယ်သူ့နာမည်ကတော့ Grace တဲ့ Grace လေးကမျက်လုံးဝိုင်းဝိုင်းပါဖောင်းဖောင်းလေးနဲ့အရန်ချစ်ဖို့ကောင်းတဲ့မင်းသမီးလေးပေါ့ Grace လေးကစူးစမ်းခြင်းစိတ်အရန်ရှိတယ်သူကနန်းတော်ပြတင်းပေါက်ကနေဝေးကြီးကိုလှမ်းကြည့်ပြီးဟိုတောင်ကုန်းထိပ်မှာတောက်ပနေတဲ့အရာကဘာကြီးလဲဟင်လို့အမြဲတွေးလေးရှိတယ်အဲ့ဒါကတော့မျောလင်းချက်ကျဲပွင့်လို့ခေါ်တဲ့အရာပေါ့အဲ့ဒီကျဲပွင့်ကိုသွားယူနိုင်တဲ့သူကထာဝရပျော်ရွှင်ရမယ်တဲ့ Grace လေးကအဲ့ဒီနေရာကိုသွားခြင်းပေမဲ့သူကတိတ်ငယ်သေးတော့လမ်းခီးမှာကြောက်စရာတွေရှိနေမှာကိုစိုးရိမ်နေရှာတယ်တနေ့ကျတော့ Grace လေးကတတိမွေးပြီးသူ့ရဲ့ပပနဲ့နူးနူးကိုပြောလိုက်တယ်“သမီးဟိုတောင်ဝန်းကိုတက်ချင်တယ်ဒါပေမဲ့သမီးကြောက်တယ်။အဲ့ဒီခါတမ္မာထွားကြိုက်တဲ့ပပကပြုံးလိုက်ပြီးသမီးလေး Grace သမီးသွားခြင်းတဲ့နေရာမှန်သမျှပပပို့ဝင်မယ်။ပပရဲ့လက်ကိုတွဲထနော်လို့ပြောတယ်။နူးနူးကလည်း Grace လေးရဲ့ခေါင်းကိုပုတ်တက်ပြီးနူးနူးလည်းပါတာပေါ့။သမီးလေးမောတဲ့ခါနူးနူးရဲ့ရင်ဝင်ထဲမှာသမီးလေးအနားယူလို့ရတယ်နော်။ဒါနဲ့သူတို့မိသားစု၃ယောက်ခရီးထွက်လာကြတာပေါ့။လမ်းမှာပထမဆုံးတွေ့ရတာကတော့ကြီးမားတဲ့အခက်အခဲညစ်ကြီးပါပဲ။ရေစီးကအရန်တန်တော့ Grace လေးရဲ့ခြေထောက်လေးတွေကတုံလာတယ်။ပပရေတွေကနက်တယ်။သမီးမျိုးပါသွားလိမ့်မယ်။ Grace လေးကငုံမဲမဲလေးပြောတယ်။အဲ့ဒီချိန်မှာပပက Grace လေးရဲ့ရှေ့ကနေမမမမရက်လိုက်တယ်။ပပကကြောက်ဆောင်ကြီးတစ်ခုလိုရေစီးကိုကာပေးထားတယ်။ Grace ပပရဲ့ပခုံးပေါ်တက်လိုက်ပပရှိနေသူသမီးကိုရေတစက်မှမဆိုစေရဘူးလို့ပပကပြောတယ်။ Grace လေးလည်းပပရဲ့ပခုံးပေါ်ရောက်သွားတော့မြင့်မားတဲ့နေရာကနေကြည့်လိုက်ရလို့ကြောက်စိတ်တွေပျောက်သွားတယ်။ပပကရေစီးကျန်းနာတွေကိုဂရုမစိုက်ပဲသမီးလေးအတွက်ခြေလမ်းကျဲကြီးတွေနဲ့မြစ်ကိုဖျက်ကျော်ပေးခဲ့တယ်။မြစ်ကိုကျော်လွန်ပြီးတဲ့အခါ Grace လေးနားလည်လိုက်တာကအော်ငါ့မှာအခက်အခဲတွေတွေ့လာရင်ကာဝယ်ပေးမဲ့သူရဲကောင်းပပရှိနေတာပဲဆိုပြီးယုံကြည်မှုတွေတိုးလာခဲ့တယ်။အဲ့လိုနဲ့ခီးဆက်လာကြတာတောင်ကုန်းရဲ့တဝက်လောက်လဲရောက်ရောရုတ်တရက်မိုးတွေချုပ်ပြီးအမောင်တို့ကြီးကြာရောက်လာတယ်။မြူတွေကလည်းစိုင်းနေတော့ရှေ့ကိုလုံးဝမမြင်ရတော့ဘူး။ Grace လေးပြန်ကြောက်လာပြန်တယ်။လမ်းပြောက်မှာကြောက်ထဲကျသွားမှာကိုစိုးရင်ပြီးမျက်ရည်တွေဝဲလာတယ်။နူနူသမီးဘာမှမမြင်ရတော့ဘူး။သမီးတို့လမ်းပြောက်ပြီးထင်တယ်။အဲ့ဒီချိန်မှာနူနူက Grace လေးရဲ့လက်ကိုစုပ်ကင်လိုက်တယ်။နူနူစီကထွက်လာတဲ့မေတ္တာရောင်ကြီးနွေ့နွေ့လေးကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားတယ်။သမီးလေးအမောင်ဆိုတာခဏပါပဲ။နူနူရှိနေသည်သမီးလည်းမမစီရဘူး။နူနူရဲ့တန်ကိုနားထောင်ပြီးတော့ရှောင်းတော့နူနူရဲ့နှွေးထွေးတဲ့စကားတန်တွေလမ်းပြမှုတွေကြောင့် Grace လေးဟာအမောင်ထဲမှာတော့မကြောက်တော့ပဲတောင်ထိပ်ကိုဆက်ပြီးတော့တက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့မိသားစု၃ယောက်လုံးတောင်ထိပ်ကိုရောက်ရှိသွားကြတယ်။တောင်ထိပ်မှာအရန်လှပတဲ့မျောလင်းချက်ကျဲပွင့်ကြီးကိုတွေ့လိုက်ရတယ်။ Grace လေးကဝမ်းသာအားရနဲ့အဲ့ဒီကျဲပွင့်ကိုလှမ်းယူလိုက်တယ်။ဒါပေမဲ့ Grace လေးသတိထားမိလိုက်တာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီကျဲပွင့်ကြီးလှပနေတာထက်သူ့ဘေးနားမှာပြုံးပြီးရက်နေတဲ့ပပနဲ့နူနူတို့ရဲ့မျက်နှာကပိုပြီးတောက်ပနေတယ်ဆိုတာပါပဲ။ Grace လေးကပပနဲ့နူနူကိုပြေးဖက်လိုက်တယ်။သမီးဒီနေရာကိုရောက်နိုင်တာပပရဲ့ခွန်အားတွေနူနူရဲ့မေတ္တာတွေကြောင့်ပါ။သမီးကိုအမြဲတမ်းစောင့်ရှောက်ပေးလို့ကျေးဇူးပါနော်။အဲ့ဒီနေ့ကစပြီးတော့မင်းသမီးလေး Grace ဟာဘလို့အခက်ခဲပဲကြုံငါနောက်မှာတောင်ကြီးလိုခိုင်ခန့်တဲ့ပပရှိတယ်။လာမင်းကြီးလိုလမ်းပြပေးမယ်နူနူရှိတယ်ဆိုတဲ့စိတ်နဲ့ဘဝကိုရဲရင်ပျော်ရွှင်စွာဖြတ်သန်းနေထိုင်သွားပါတော့တဲ့ကွယ်။